သူတို့ဘာချက်ချွေတာဖို့ဆိုပြီးအလုပ်ဖြုတ်လိုက်တဲ့ဝန်ထမ်းတွေအဲ့ဝန်ထမ်းတွေ2နှစ်3နှစ်ပေးလို့ရတဲ့ပတ်စံတွေအခုအဲ့နီးပြညံ့နေကုန်သွားပြီအဲ့ဒါပဲမင်္ဂလာပါဒီရက်တက်ကလေးတွေကကြိုဆိုပါတယ်ဒီဗီဒီယိုလေးကတော့ဗုဒ္ဓဘူးနေ့မနက်မှာဗုဒ္ဓဘူးနေ့ညကျက်တပင်းနေ့မနက်မှာရှင်ပြိုင်ကစားမယ်ဘန်လီနဲ့ကျွန်တော်တို့ United ပွဲစဉ်လေးကိုပွဲကြိုးသွဲလို့ချင်တာဖြစ်ပါတယ်ဒီပွဲမှာတော့ကျွန်တော်တို့ပြောရမှာတော့နီးပြယာယီနီးပြဒါရင်ဖလက်ချာနဲ့ရှင်ပြိုင်ကစားမှာပေါ့နော်ကျွန်တော်တို့အဝေးကွင်းသွားပြန်ရမယ်ဘန်လီအသင်းနဲ့ဝေးကွင်းသွားပြန်မယ်နောက်ဆုံးတွေးဆုံမှုတွေကတော့ကျွန်တော်တို့ United ကဘန်လီကိုတော့အသာရထားတယ်ပေါ့ဗျာဘန်လီမှအသာမရရင်လည်းမပြောတတ်တော့ဘူးပေါ့နော်ဘန်လီကလည်းအခုနောက်ပိုင်းတော်တော်ကိုအခြေအနေဆိုးနေတာပါနောက်ဆုံးနိုင်ပွဲတွေကမရတော့ဘူးပေါ့ဗျာနိုင်ပွဲတောက်လျှောက် Chelsea ကိုရှုံးတယ်ကစ္စတယ်ဘဲလီကိုရှုံးတယ်နယူကာဆယ်ကိုလည်းရှုံးတယ်ပူဟန်ကိုလည်းရှုံးတယ်ဘုံမောက်ကိုတည်ကြတယ်အဗာတန်ကိုတည်ကြတယ်နယူကာဆယ်တက်ရှုံးတယ်ဘရိုက်တန်ကိုလည်းရှုံးထားတယ်အခြေအနေမကောင်းတဲ့အသင်းအခြေအနေမကောင်းတာမှဟူးရဲ့အပေါ်မှာအသင်း16မှာလားမသိဘူးဟူးရဲ့အပေါ်မှာပဲရှိတဲ့အသင်းရမတ်ကိုမှ12မှတ်ပဲရထားတာနော်ရမတ်ကို12မှတ်ပဲရထားတဲ့အသင်းအဲ့လိုအသင်းကိုကန်ရမှာကျွန်တော် United ကဒါမဲ့တော့ United ကကန်ရမယ်ဆိုလို့နိုင်မယ်လို့ပြောရဲလားဆိုရင်တော့ဟူတော့မနိုင်တာဗျာဟူရဲ့အပေါ်မှာရှိတဲ့အသင်းကိုနိုင်မယ်လို့ပြောရဲလားကျွန်တော်အသင်းမှာဒုက္ခရောက်နေဒုက္ခတွေနဲ့ဘလို့မှနိုင်မယ်လို့လည်းမပြောရဲဘူးအခုအသင်းမှာအထက်မှာရှုပ်ချက်တွေကိုခတ်အခုနီးပြထွက်သွားပြီအခုဖက်လက်ချာနဲ့ဘလို့တွေဖြစ်လာအောင်မသိဘူးနီးပြထုတ်လိုက်တာတော့ဟိုကောင်းတယ်ကောင်းမကောင်းတယ်မှားတယ်မှန်တယ်မပြောချင်ပါဘူးဒါပေမဲ့ထုတ်တဲ့အချိန်တော့မှားတယ်လို့ကျွန်တော်ပြောချင်တယ်ကျွန်တော်ထုတ်တာတော့အမ်မိုရင်ကိုမကြိုက်ဘူးဒါပေမဲ့ထုတ်လိုက်တဲ့အချိန်ကမှားတယ်ကျွန်တော်ကဖြစ်စီချင်တာအဆင့်15နဲ့ပြီးတယ်ကွာတပွဲနှစ်ပွဲပွဲစတပွဲနှစ်ပွဲယာယီစတပွဲနှစ်ပွဲမှာကျွန်တော်ထုတ်လိုက်စီချင်တာဒါမှမဟုတ်လေယာစီကုန်းနဲ့ထိသွားဒီတိုင်းသွားနေတဲ့တော့ကြားတရားမရှိတော့ဘူးလို့ထင်တာလေအားကြောင့်မလို့အခုကတော့သူတို့ကသူတို့အဆင်မပြေတာတွေပါနေဆိုတော့ဒုက္ခတော့ရောက်သွားတာပေါ့ဗျာဒုက္ခရောက်သွားတော့ကိုယ် United ကဒုက္ခရောက်တာသူတို့ကလှုပ်ချင်ရင်လှုပ်တာသူတို့လုံနေကင်နေပုံတော့ကျွန်တော်ကတော့မကြိုက်ဘူးအမှန်တမ်းပြောတာဒီပိုင်ရှင်တွေလုံနေတယ်လုံးဝကျွန်တော်ကတော့မကြိုက်ဘူးဘာလို့ဆိုအခုနီးပြနှစ်ခါဖြစ်သွားပြီယာစီလဲမှာထုတ်တာနှစ်ခါဖြစ်သွားပြီတန်ဟတ်တုံးကတစ်ခါအခုအမိုရင်တစ်ခါသူတို့မှားတာမှန်တာထက်သူတို့လုပ်တာမှသူတို့လုတ်ပုံကင်ပုံအသုံးမကျမှုကြောင့်ကျွန်တော်တို့သူတို့ဘာချက်ချွေတာဖို့ဆိုပြီးအလုပ်ဖြုတ်လိုက်တဲ့ဝန်ထမ်းတွေအဲ့ဝန်ထမ်းတွေ2နှစ်3နှစ်ပေးလို့ရတဲ့ပတ်စံတွေအခုအဲ့နီးပြညံ့နေကုန်သွားပြီအဲ့ဒါပဲကျွန်တော်ကစိတ်ထဲမှာမြင်စိတ်ထဲမှာတွေးမိအမိုရင်ထွက်သွားမထွက်သွားတဲ့ဆိုင်ဟိုမှာတော့အလုပ်တွေပြုတ်ပြီးဘာချက်ချွေတာဖို့ဆိုအလုပ်ဖြုတ်လိုက်တယ်အဲ့ဖြုတ်လိုက်တဲ့ပတ်စံအသင်းမသုံးရဘဲနဲ့သူတို့လုတ်ပုံကင်ပုံလွဲတာနဲ့ပဲရော်ကြီးတွေပေးလိုက်ရပြီနီးပြ2ယောက်နဲ့ပြောင်းသွားပြီ2နှစ်3နှစ်စာလောက်ဟိုမှာလုတ်သမားတွေအများကြီးဖြုတ်ပြီးတော့ကျွန်တော်တော့အဲ့လိုပဲမြင်တယ်သူတို့လုတ်တာကင်တာအသုံးမကျတဲ့ကျွန်တော် United နစ်နာရလို့ပဲမြင်တယ်ဒီပွဲအကြောင်းပြန်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဘန်လီကိုဘယ်လိုပဲဖြစ်ဖြစ်ဘယ်နီးပြနဲ့ဖြစ်ဖြစ်တော့အနိုင်တော့ကန်ရမှာပဲသူ United ကလည်းနီးပြပြောင်းလို့ရှိရင်လုတ်တဲ့ကင်တက်တယ်လေအားကြောင့်ဒါနဲ့ဖလက်ချာနဲ့တော့ဒီပွဲလေးတော့ကျွန်တော်တော့အမ်မူရီချက်နည်းနည်းလေးယုံကြည်လို့ရမလားလို့ပါဘာလို့ဆိုတော့သူကတော့အပေါ်ချပဲအတိုင်းဖိုးဖိုးတူးတွေပါကစားလောက်တယ်ထင်တာကိုကျွန်တော်ကအဲ့ဒါကြောင့်မလို့ဘန်လီကိုကျွန်တော်နိုင်သွားမယ်လို့ထင်တယ်ပေါ်ထက်လူစင်းပြောရမယ်ဆိုတော့နောက်ထပ်မှကျွန်တော်4ယောက်ထွက်လာမယ်လို့ထင်တယ်ဖိုးဖိုးတူးနဲ့ထွက်လာမယ်ထင်တယ်ဘာလို့ဒါနဲ့ဖလက်ချာဘယ်လိုတွဲမလို့ကျွန်တော်ထင်တာပြောရလေလူရှော့မာတီနက်ဟဲဘင်ရူနောက်တန်းမှာရှစ်ကွင်းလဲမှာဆိုလို့ရှိရင်ဒိုဂူဒါလောကစမဲရိုဥကာတီတိုက်စစ်မှာဆိုလို့ရှိရင်ဇက်စီနဲ့စစ်စကိုအဲ့လိုပဲကျွန်တော်ထွက်လာမယ်လို့ထင်တယ်ကိုသမားနေရာမှာတော့ရာမင်းပေါ့လေကျွန်တော်အဲ့တိုင်းပို့ထလာမှထင်တယ်ဒီပွဲမှာဘယ်လိုပဲဖြစ်ဖြစ်နိုင်အောင်တော့ကန်ကြလိမ့်မယ်ထင်တယ်ကျွန်တော်သတင်းကတော့ဖာနန်တက်ကတော့ပါမသိကြသေးဘူးမနေ့ဖန်ကြမှာရွေးမယ်လို့ပြောတယ်ဒါရင်ဖလက်ချာသူကတော့ပါကျင်တယ်လို့ပြောနေတယ်ဒဏ်ရာမသက်သာတော့ဒဏ်ရာတော့သက်သာနေပြီပြောတယ်အဲကြောင့်မလို့ကျွန်တော်ဒီပွဲကိုနီးပြပြောင်းထားတဲ့အတွက်ကြောင့်မလို့အနိုင်ရရှိသွားလိမ့်မယ်လို့ထင်ပါတယ်ဒါသားတို့ကဘယ်လိုထင်ကြလဲထင်မြင်ချက်ကလေးရေးခဲ့ကြပါဦးနီးပြပြောင်းသွားတာကိုဘယ်လိုထင်ကြလဲနောက်ပြီးတော့တွေ့ရမယ်အားလုံးကျေးဇူးတင်ပါတယ်